မကြာခဏမြပြတ်တော့မှုတွေများလာတော့အစင်မပြေမှုတွင်ဖြစ်ကြတယ်နေရာမျိုးတွေမှာလည်းလူရဲမှုနဲ့ခိုးမှုတွေကိုတည်င်းမှမကြာခဏတွေ့နေရတယ်ကြောက်ရွံ့နေရင်မန္တလေးမြို့ဂါဒါစီတီတိုက်ခန်းကအဲ့ဒီပြဿနာပေါင်းစုံကိုဖြေရှင်းနိုင်ပါတယ်ဘာလို့လဲဆိုတော့သူဟာ24နာရီလုံခြုံရေးရှိတယ်မီးရတယ်83လမ်းအိုးရှင်းနဲ့လဲ9မိနစ်တာဝေးကက်ယောဂါကြောင့်အိမ်နဲ့မြေဟာ2ဆလောက်ကိုတိုးတက်သွားတယ်ဒါပေမဲ့ဂါဒါစီတီတိုက်ခန်းဟာပြီးခဲ့အပတ်ကပုံမှန်ဆေးပဲရှိပါတယ်အင်ဝယ်ယူသူတွေမှာလည်းမီးပြတ်တောက်မှုနဲ့ဘေးကင်းဆိုင်ရာအန်တီတွေများကိုပုံမစဉ်းစားလာကြတယ်ဒါကြောင့်လည်းတိုက်ခန်းဆေးဟာမြင့်လာတယ်ပြီးခဲ့တဲ့နှစ်ပတ်ကဂါဒါစီတီတိုက်ခန်း2ပတ်လုံးကိုအနည်းဆုံးဆေးဟာ950ပေါက်တယ်လက်ရှိဒီအပတ်တွင်းမှာတော့650ပေါက်သွားတယ်သူ့ပတ်လုံးကို880ပေါက်ပြီးဒီအပတ်တွင်းမှာ1000ကျော်ပေါက်အနည်းအနားရှိမြေကွက်တွင်ဝယ်ပြီးအိမ်ပြန်ဆောက်ရင်လဲတိုက်ခန်းဝယ်တဲ့ဆေးတွေထက်မကပုံမှာဒီချိန်မှာအိမ်ဆောက်ပစ္စည်းတွေလည်းနှစ်ဆလောက်ကိုတိုးတက်နေတာအများကြီးပုံမှာဖြစ်တာကြောင့်တဲ့အနေနဲ့24နာရီမီးရှိ24နာရီလုံခြုံရေးရှိတဲ့ဂါဒါစီတီတိုက်ခန်းကိုရွေးချယ်လိုက်ပါတိုက်ခိုင်းဆေးတွေလည်းမကြာခဏမြင့်တက်နေတယ်လူကြီးမင်းများဝယ်လို့ပါကအမြန်ဆက်တွင်ပါ